ခေါ်လီကြိုက်မှာပေါ်လေမဲတဲ့ကရင်မဆိုပဲဟုတ်တယ်လေမကီမအဖောက်မဲတာပြောတာအပြည့်လားနော်မကီမတယောက်သေးပဲမဟုတ်ဘူးနော်မိန်းကလေးတိုင်းကတော့အဖောက်မဲတဲ့မိန်းကလေးတွေကြီးပဲနော်အဖောက်ဖြူတဲ့မိန်းကလေးတွေတစ်ဖောက်မှမရှိဘူးအကယ်လို့အဖောက်ဖြူတဲ့မိန်းကလေးတွေရှိရနော်ကဘာပေါ်မှာရှိတဲ့ယောက်ျားတွေကမိန်ဖြူတဲ့မိန်းကလေးအဖောက်တစ်ဖောက်ကိုလူပြီးတော့ရန်ဖြစ်ကြမှာပေါ့နော်ဂေါ်လီကြိုက်မှာပေါ့ဂေါ်လီကတော့မိန်းကလေးတိုင်းပဲကြိုက်တယ်နော်နေ့မှာဂေါ်လီမပိုင်လေဘယ်မိန်းကလေးမှနေ့ကိုအတီမတွဲဘူးနော်ဂေါ်လီပါတဲ့ယောက်ျားလေးတွေပဲခုခေတ်ကအတီတွဲတော့တာနော်သိလားအဲ့ဒါကြောင့်မို့ကိုဟာမှာဂေါ်လီမပိုင်လေဂေါ်လီလေးတပြေးတက်လိုက်အောင်နော်အခုခေတ်ကဂေါ်လီပါမှာယောက်ျားလေးပဲမိန်းကလေးတွေကြိုက်တယ်နော်ဂေါ်လီမရှိတဲ့ယောက်ျားလေးတွေဆိုဒေးအောက်သွားပြီနော်မတွေ့လားနော်မကီမတော့မင်းလို့ရှိတော့ဂေါ်လီတော့အရန်ကြိုက်တယ်နော်ခံဘူးလားဆိုတော့မခံဘူးဒါပေမဲ့ဂေါ်လီနဲ့တော့ထိချင်တယ်သူများပြောတဲ့ကြားတယ်နော်ဂေါ်လီပါတဲ့ယောက်ျားလေးတွေကနော်ဆွဲဆောင်မှုအရန်ကောင်းတာနော်ကောင်းလားမကောင်းလားနော်သူနဲ့ထိဘူးတဲ့မိန်းကလေးဆိုနော်သူ့ကိုတန်ဆွဲလန်းတာနော်ဆွဲလန်းတာမဆွဲလန်းတာမတွေ့လားဂေါ်လီတချို့မိန်းကလေးတွေဂေါ်လီပါနဲ့ယောက်ျားနဲ့ယူလို့ရှိနော်သူယောက်ျားကိုသူဆွဲလာမဆွဲလာပေါ့နော်သူယောက်ျားဘာလုံးမလုပ်လဲနော်သူယောက်ျားကိုတန်ဆွဲတာသူယောက်ျားငပြေးကောင်ဖြစ်နေပေမဲ့လီထိတ်မှာဂေါ်လီပါတယ်လေဂေါ်လီပါတဲ့အတွက်ပေါ့နော်သူ့နားမှာပဲသူယောက်ျားကိုပေါ့နော်ထားချင်တာနော်ဘယ်အဝေးမှမပြေးသွားချင်အဝေးသွားလို့ရှိရင်သူယောက်ျားမှာဂေါ်လီပါတယ်လေဂေါ်လီပါတဲ့ခါကျတော့တခြားမိန်းကလေးနဲ့သွားတွေ့သွားလို့ရှိရင်မိန်းကလေးနဲ့တန်ရွှဲလန်းသွားလို့ရှိရင်သူ့ကိုမေ့သွားမှကြောက်တယ်လေအဲ့ဒါကြောင့်မို့သူယောက်ျားပေါ့နော်ဂေါ်လီပါတဲ့ယောက်ျားနော်ပြင်းပါစေသူ့မိမသူ့ကိုလောက်ကျွေးနိုင်တယ်စာကျွေးနိုင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ့မိမတိတယ်လေသူယောက်ျားဂေါ်လီပါတော့သူနဲ့နေဘူးတော့တန်ဆွဲလန်းမဆွဲလန်းတာသူနဲ့တိတယ်လေအဲ့ဒါကြောင့်မို့ပေါ့နော်သူယောက်ျားသူဝေးမှလည်းအလောက်ပေးသွားတာစိတ်မချဘူးပေးသွားလို့ရှိရင်တခြားကောင်မနဲ့တွေ့လို့ရှိရင်ဗာလဲတခြားကောင်မသူယောက်ျားဆွဲလန်းမှကြောက်တော့ပေါ့နော်မကြောက်ဘူးလားတမန်ပြောဂေါ်လီပါတဲ့ယောက်ျားလေးတွေအရန်တနာကြီးတယ်တနာကြီးလားမကြီးလားဆိုနော်သူနဲ့တခါပဲအိပ်ဘူးတဲ့မိန်းမတိုင်းဆိုပေါ့နော်သူ့ကိုတန်ဆွဲလန်းတာနော်ဒါပေမဲ့မကီမကြုံဘူးလားဆိုမကီမမကြုံဘူးဂေါ်လီပါတဲ့ယောက်ျားနဲ့တခါမကြုံဘူးသူများပြောတယ်လဲကြားတယ်ကိုတငယ်ကြီးအရေးခောက်လဲပြောတယ်ကြားတယ်မကီမတငယ်ကြီးဆိုအပြိုစစ်နော်ယောက်ျားယူတယ်နော်သူယောက်ျားမိန်းမ3ယောက်တော့ရှိပြီးသားနော်မိန်းမ3ယောက်ရှိပြီးသားအရေးကသူ့မယားကြီးတွေတော့နော်သူ့ကိုခုထိတော့မိမရဘူးနော်သူ့မယားကြီးတွေတော့ဘောနော်မကီမတငယ်ကြီးမပြန်ပြောတယ်သူ့မယားကြီးတော့နောက်လေယူတယ်နော်ဘယ်လိုပြောရသိလားသူ့ရဲ့လေကြီးကိုသူမေ့လို့မရဘူးတဲ့ဘာဖြစ်လို့မေ့လို့မရဘောနော်သူ့လေကြီးရတဲ့ဂေါ်လီပါတော့အရန်အပေးကောင်းတာတဲ့ပေးကောင်းလို့ဘောနော်ခုတာဘောနော်နောက်လေရပြီးတဲ့လေကြီးကိုပါလဲခုထိမေ့မရဘူးဘောနော်သူပြောတာနော်ဟုတ်တယ်မကီမတော့ယုံတယ်နော်ဂေါ်လီပါတဲ့ယောက်ျားလေးတွေဆွဲဆောင်မှုလည်းရှိတယ်လို့အပေးလည်းကောင်းတယ်လို့အလုံးမလုံးလဲမကီမစာကျွေးနိုင်တယ်နော်မကီမခံဘူးပေမဲ့မကီမတိတယ်နော်မကီမဝေခံတယ်မကီမဂေါ်လီအရန်ကြိုက်တယ်နော်ဂေါ်လီအရန်ကြိုက်လို့ပေါ့နော်အခုလီထိတ်ဂေါ်လီပါတယ်လူမကီမနဲ့ယူရမကီမခုချက်ချင်းပဲယူမယ်နော်တကယ်ပဲနော်အဖောက်ကတော့မဲတယ်ဟုတ်တယ်မကီမတော့ပြောတယ်အဖောက်ကတော့မကီမတယောက်တည်းပဲမဲတာမဟုတ်နော်မြန်မာပြည်ကမိန်းကလေးမှန်ရင်နော်အဖောက်ကမဲတဲ့မိန်းကလေးတွေကြီးပဲနော်အေကလိတ်တွေတော့အေကလိတ်မှတော့အဖောက်မဲတာ哦နော်အဖောက်ကတော့ဖြူတဲ့အဖောက်တစ်ဖောက်မှမရှိဘူးနော်အကယ်လို့ဖြူတဲ့အဖောက်ရှိမကီမသွား32ချောင်းရှိတဲ့သွားတဲ့အကောင်လုံးကျိုးအောင်ပိတ်ရိုက်လိုက်မကီမရဲကြီးခံပေးမယ်နော်ဒါပေမဲ့မကီမတော့ဂေါ်လီအရန်ကြိုက်တယ်နော်အဲ့ဒါတော့ယုံချင်ယုံမယုံချင်နေတာပဲစစ်စစ်ဝေးမပြောနော်